ထိုင်းနိုင်ငံတာခရိုင်အတွင်းမှာဟင်းသီးဟင်းရွက်ရောင်းချနေတဲ့အသက်25နှစ်အရွယ်လာဟုတိုင်းရင်းသူကိုဝင်းဆောင်မြန်မာအမျိုးသမီးဟာ6တန်းလက်ရှိပေါက်ဈေးနဲ့ဆိုရင်မြန်မာငွေသိန်းပေါင်း3900လောက်ထီစုကြီးကိုကန်ထူးသွားကြောင်းသိရပါတယ်။အဆိုပါအကျွေးနွန်နေတဲ့မိခင်လောင်ဟာအိမ်မက်ထဲမှာထူဆန်းသောအဖို့တူကလာရောက်ပြီးခဲ့သည့်အတိတ်နမိတ်အတိုင်းထီလက်မှတ်ဝယ်ယူခဲ့ရမှထိုင်းအစိုးရ၏ထီပထမစုကြီးဖြစ်သောဘတ်ငွေ6တန်းကိုကန်ထူးစုခုသွားခဲ့ကြောင်းသိရပါတယ်။ကန်ထူးရှင်မျိုးသမီးမှာကန်ဖတ်ပတ်မြို့နယ်ရှိဈေးဝယ်စင်တာတစ်ခုတွင်ဟင်းသီးဟင်းရွက်ရောင်းချနေသည့်မတ်အင်တီရာဆိုသူဖြစ်ပြီးသူမသည်လက်ရှိတွင်ကိုဝင်9လလွယ်ထားရသည့်အပြင်ဆိုင်အတွက်ဟင်းသီးဟင်းရွက်ဖို့အကျွေးနွန်နေသဖြင့်အရင်နည်းပင်ပြန်မဆိုင်နိုင်လောက်အောင်စီးပွားရေးအကျပ်တဲဖြစ်နေသူဖြစ်သည်ဟုထိုင်းသတင်းများတွင်ရေးသားဖော်ပြထားပါတယ်။ယခု2026ခုနှစ်ဇွန်လ1ရက်နေ့ထီဖွင့်ပွဲမှာပထမစုပောက်ခဲ့ခြင်းဖြစ်ပြီးမတ်အင်တီရာ၏ပြောပြချက်အရပြီးခဲ့သည့်ရက်ပိုင်းကသူမ၏အိမ်မက်ထဲတွင်အဖို့တဦးပေါ်လာပြီး103ညဟုသောကဏ္ဍကိုဝယ်ယူရန်နှင့်ထီပေါက်ပါက၎င်းအတွက်အမျှပေးဝေကောင်းမှုကုသိုလ်ပြုလုပ်ပေးရန်ပြောကြားခဲ့ကြောင်းသိရပါတယ်။နောက်တစ်နေ့ဈေးဆိုင်တွင်ဟင်းသီးဟင်းရွက်ရောင်းနေစဉ်ထီတဲ့တဦးဖြတ်လာရာအိမ်မက်ထဲကအတိုင်းအဆုံးသတ်ကဏ္ဍ3ညပါသည့်ထီလက်မှတ်ကိုတွေ့ရှိခဲ့ပါတယ်။အဆိုပါကဏ္ဍဖြင့်ထီလက်မှတ်2ဆောင်တွဲရှိနေတော်လဲထိုစဉ်ကသူမတွင်ပတ်စံမလောက်သဖြင့်တစ်စောင်းသာအနိုင်ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ထီပေါက်စဉ်ကျင်ညာချိန်တွင်ပထမစုကြီးပေါက်သွားသည်ကိုသိရှိရသဖြင့်မတ်အင်တီရာ၌ဝမ်းသာလုံး၍မျက်ရည်ကျခဲ့ရပြီးမိမိနေဖြင့်ယခုလိုထီစုကြီးပေါက်လိမ့်မည်ဟုလုံးဝမမျှော်လင့်ထားကြောင်းနှင့်ဈေးပေါ်ဈေးဘက်များကလည်းသူမ၏ဆိုင်ရှိတွင်ဝိုင်းအောင်ကဝမ်းမြောက်စကားပြောကြားခဲ့ကြပါတယ်။ကန်ထူးရှင်မိခင်လောင်းက၎င်းရရှိမိစုကြီးခွင်များထဲမှအချို့ကိုအိမ်မက်ထဲကအဖိုးအိုအားဂရီပေးခဲ့သည့်အတိုင်းသူမ၏ဇာတိတက်ပြည်နယ်ဒရိုင်မူဇာရွာရှိဖုံတော်ကြီးကျောင်းတွင်အလူတက်ပြုလုပ်သွားမည်ဖြစ်ကြောင်းပြောပါတယ်။ထို့အပြင်ယခုကဲ့သို့ထီပေါက်ရခြင်းမှာဝမ်ပိုက်တဲက9လအရွယ်ရင်သွေးငယ်လေးကြောင့်ရရှိသည့်ကံကောင်းခြင်းဖြစ်နိုင်ကြောင်းဆိုကာထီပေါက်တော်လဲဟင်းသီးဟင်းရွက်ရောင်းသည့်အလုပ်ကိုဆက်လက်လုပ်ကိုင်သွားအောင်မည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။